မိတ်ဆွေတို့စိတ်ဝင်စားစရာအစီအစဉ်ကောင်းများစွာရှာဖွေတင်ဆက်ပေးလို့ရှိတဲ့ The Announcement မှာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကမ္ဘာကားလောကဂျပန်ကားလောကပြင်နိုင်ငံတကာပြန်ကားလောကမှာပါဒဏ္ဍာရီတစ်ခုလိုနာမည်ကြီးခဲ့ပြီးတော့တာမန်မီသားစုစီတန်းကအမျိုးအစားမှစတင်ကကမ္ဘာအမြန်ဆုံးနဲ့အထင်ရှားဆုံးစူပါကားများထဲမှတစ်ခုဖြစ်သို့ပြောင်းလဲနိုင်ခဲ့တဲ့စွမ်းဆောင်ရည်မြင့်မားမှုဤပညာမြင့်မားမှုတွေစီစဉ်နေတဲ့ကားမော်ဒယ်တစ်ခုဖြင့်နှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့ Nissan Skyline GT-R အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးကြပါမယ်။ကမ္ဘာကျော် Nissan Skyline GT-R ဘယ်လိုမျိုးစတင်ခဲ့တာလဲ။ Skyline ဆိုတဲ့နာမည်က Prince Motor Company ကနေစတင်ခဲ့ပြီးတော့1958ခုနှစ်ကတည်းကစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။1966ခုနှစ်မှာ Prince နဲ့ Nissan ပေါင်းစည်းသွားခဲ့ပြီး Skyline Model က Nissan ရဲ့ performance အလွန်ကောင်းတဲ့ထိပ်တန်းကားတစ်စီးဖြစ်နေစတင်ရပ်တည်လာခဲ့တာပဲဖြစ်ပါတယ်။ဘဲချက်တွေက Nissan Skyline GT-R ကိုကမ္ဘာကျော်စေခဲ့တာလေ။ကမ္ဘာကျော်နေမှာကပဲဤပညာမြင့်မားစွာထုတ်လုပ်ခဲ့တဲ့မျိုးဆက်အလိုက်အောင်မြင်ကျော်ကြားမှုတွေကဘာတွေဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြအောင်။ Nissan Skyline GT-R ရဲ့ပထမမျိုးဆက်ကို1969ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီးဂျပန်လို Hakosuka ခေါ် Boss Skyline ကဂျပန်နိုင်ငံရဲ့touringကားပြိုင်ပွဲတွေမှာအောင်ပွဲ52ကြိမ်တိုင်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ Camry လိုအမည်တွင်ခဲ့တဲ့ Nissan Skyline GT-R ရဲ့ဒုတိယမျိုးဆက်ကိုတော့1983ခုနှစ်မှာမိတ်ဆက်ခဲ့ပြီးကမ္ဘာစွမ်းအင်အကျပ်တဲနဲ့စက်ကရိယာစီကံတင်းကျပ်လာမှုတို့ကြောင့်198စီးသာထုတ်လုပ်နိုင်ခဲ့ပြီး GT-R ကားထုတ်လုပ်မှုက20နီးပါးရပ်ဆိုင်းသွားခဲ့ပါတယ်။16နှစ်ကြာကွာဟခဲ့ပြီးတဲ့နောက်1989ခုနှစ်မှာ Skyline GT-R ကို R32 model တင်နဲ့ပြန်လည်မိတ်ဆက်လိုက်ပါတယ်။တတိယမျိုးဆက်ဖြစ်တဲ့ Model R32 ကစွမ်းဆောင်ရည်မြင့်မားမှုကြောင့်ဩစတြေးလျကားမဂ္ဂဇင်းကဂျပန်ရဲ့ဒဏ္ဍာရီတရဝါခေါ် Godzilla လို့နာမည်တွင်ခဲ့ရလောက်တဲ့အထိနာမည်ကျော်ကြားခဲ့ပါတယ်။ Nissan Skyline R32 ကကမ္ဘာအဆင့်မီစူပါကားဖြစ်အဆင့်မြင့်တင်ပေးနိုင်ခဲ့တဲ့ပြင်ဂျပန်touring car championship ပြိုင်ပွဲမှာအောင်ပွဲ29ကြိမ်ဆက်တိုက်ရရှိခဲ့ပြီးတော့ဩစတြေးလျtouring car championship ကိုပါ2နှစ်ဆက်တိုက်အနိုင်ရခဲ့ပါတယ်။1998ဝန်းကျင်လောက်ကထုတ်လုပ်ခဲ့တဲ့စရုပ်ထမျိုးဆက် R33 က R32 ထက်ပိုမိုတည်ငြိမ်ပြီးမြန်ဆန်တဲ့ကားမော်ဒယ်တစ်ခုဖြစ်လာခဲ့ပါတယ်။ကားကိုယ်ရဲ့ခိုင်မာမှုကိုလည်းပိုမိုကောင်းမွန်အောင်လို့ပြုလုပ်နိုင်ခဲ့ပါတယ်။1999ခုနှစ်ဝန်းကျင်မှာထုတ်လုပ်ခဲ့တဲ့ Multi-function display စနစ်ပထမဆုံးပါဝင်လာခဲ့တဲ့ပြင်စမမျိုးဆက် GT-R R34 R34 ကိုနည်းပညာရအောင်မြင်စေခဲ့တဲ့ monitor စနစ်တစ်ခုဖြစ်တဲ့ Multi-function display ဆိုတာပါလေ။တာဘိုဖီယာစီပူချိန်ရေပူချိန်ဘိန်းမြန်နှုန်းစတဲ့ကားတစ်စီးရဲ့ performance data တွေကိုချက်ချင်းကြည့်ရှုနိုင်တဲ့ monitor စနစ်တစ်ခုဖြစ်ပါတယ်။လူသားတို့ရဲ့နှလုံးသားဖြစ်တင်စားရလောက်တဲ့ R34 ရဲ့အင်ဂျင်ဟာဆိုရင်အားသာချက်အနေနဲ့တမန်နီနဲ့ပြုလုပ်ထားတဲ့ ceramic turbo chargers တွေသုံးထားတာကြောင့် turbo lag ဖြစ်ပေါ်မှုကိုနည်းစေပြီးကားရဲ့အစွမ်းရုံးကိုပိုပြီးတော့ကောင်းမွန်စေပါတယ်။အုံနောက်တစ်ခုလိုစွမ်းဆောင်ရည်မြင့်မားတဲ့စနစ်ကိုထည့်သွင်းထုတ်လုပ်ထားတဲ့ R34 ကနောက်ဘိန်းကိုပါလှည့်ပေးနိုင်တဲ့ High Capacity Actively Control Steering လို့ခေါ်တဲ့နည်းပညာကမြန်နှုန်းမြင့်မားစွာလှည့်ကွေးရတဲ့ခါမျိုးမှာကားကိုပိုမိုပြီးတော့တည်ငြိမ်စေနိုင်ပါတယ်။တခြားကားတွေနဲ့မတူပဲထူးခြားတဲ့နည်းပညာတွေအများကြီးပါဝင်ထုတ်လုပ်ထားတဲ့ R34 က All Japan Grand Touring Car Championship, Super Taikru နဲ့ Nobel Green 24-hour Race စတဲ့ကားပြိုင်ပွဲတွေမှာပါအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ Nissan Skyline GT-R R34 ဟာကားဝါသနာရှင်များကြားရင်သာမကရုပ်ရှင်ဗီဒီယိုဂိမ်းနဲ့ဂျပန်အန်မီများမှာပါနာမည်ကျော်ကြားအောင်မြင်လာခဲ့ပါတယ်။ GT-R R34 ဟာပြိုင်ကားဇာတ်လမ်းတွေရဲ့ပရိသတ်အသေးဆွဲ Fast and Furious 4 ဇာတ်ကားမှာနာမည်ကျော် Paul Walker ရဲ့ကားဖြစ်နေပါဝင်ခဲ့ပြီးတဲ့နောက်ကမ္ဘာတဝန်းလူသိများလာခဲ့ပါတယ်။ဒါအပြင် R34 က Gran Turismo, Need for Speed စတဲ့ပြိုင်ကားဗီဒီယိုဂိမ်းလောကမှာပါနာမည်ကြီးခဲ့ပြီးဂျပန်အန်မီတွေဖြစ်တဲ့ Initiative နဲ့ Welcome Midnight တွေမှာလည်းပါဝင်ခဲ့ပါတယ်။ R34 ကကမ္ဘာပြိုင်ကားလောကရဲ့အောင်မြင်မှုရုပ်ရှင်ဇာတ်လမ်းဗီဒီယိုဂိမ်းအန်မီတွေမှာပါလွှမ်းမိုးနိုင်တဲ့အပြင်ထူးခြားရှားပါတဲ့အယောင်တွေကြောင့်လည်းနာမည်ကြီးခဲ့ပါတယ်။ ဘောဝကာကားဖြစ်နာမည်ကြီးခဲ့တဲ့ Bayside Blue အယောင်အလင်းပြတ်မှုပေါ်မူတည်ပြီးအယောင်ပြောင်းတတ်တဲ့ရှားပါအယောင် Midnight Purple နေရာအောက်မှာအလွန်လှတဲ့ Sparkling Silver အယောင်တွေပဲဖြစ်ပါတယ်။ R34 GT-R တွေကဒေါ်လာ1,200,000မှ2,000,000ထက်ဝန်းကျင်တန်ဖိုးရှိနေပြီးစုဆောင်းသူတွေအတွက်လက်ဝယ်ရှိထားတဲ့အလွန်ရှားပါတဲ့ Model Classic ကားဖြစ်ရပ်တည်နေရှိပါတယ်။ Nissan Skyline GT-R R34 ကဂျပန်ကားလောကရဲ့ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပြီးနည်းပညာဒီဇိုင်းနဲ့စွမ်းဆောင်ရည်တွေမှာခေတ်ရှေ့ပြေနာမည်ကျော်ကြားခဲ့တဲ့ကားတစ်စီးဖြစ်ပါတယ်။ရုပ်ရှင်တွေဂိမ်းတွေမှာပါဝင်ခဲ့တဲ့အတွက်လူငယ်တွေကြားမှာလည်းစိတ်ဝင်စားမှုအများဆုံးကားတစ်စီးဖြစ်ယနေ့ထိတိုင်နာမည်ကျော်ကြားနေဆဲဖြစ်ပါတယ်။
R34 ရဲ့ထုတ်လုပ်မှုကို1999ခုနှစ်မှ2002ခုနှစ်အတွင်း11588စီထုတ်လုပ်ခဲ့ပြီးနောက်ထပ်မျိုးဆက်ဖြစ်တဲ့ GTR R35 ကိုတော့2009ခုနှစ်မှာ Skyline မြင်မပါတော့ပဲ Nissan GTR ဆိုပြီးတော့တည်တံ့ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ R34 က Skyline model တွေထဲမှာအလားပါဆုံးနဲ့နည်းပညာအမြင့်ဆုံးဆင့်ကိုရောက်ရှိခဲ့တဲ့ model ဖြစ်ပြီးကားဝါသနာရှင်တိုင်းရဲ့အိမ်မက်ကားတစ်စီးဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ Nissan Skyline GTR အကြောင်းကိုအားလုံးပဲကျဉ်းနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။နောက်လာမယ့် The Unknowns မြန်မာရဲ့ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့တင်ဆက်ပေးသွားအောင်လဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။